大家好，来这个的话就是给大家看一下红蓝多吧，以它这个身枪款式，它这个是耳钉戒指吊坠手链的那种，全部一起的话就是有13克拉多，真的挺不错的料子。它这个的话就是有13克拉多的啊，或它比较闪一点的那种，镶嵌起来的话就是给人一种感觉的话就是很优雅的感觉，真的挺不错一个料子。它这个价格的话就是2500人民币哦，价格的话就是2500人民币，价格也是比较友好一点，然后它也是比较闪一点的那种。如果喜欢的话就是可以私信了啊，谢谢大家。Hello， အားလုံးမင်္ဂလာပါရှင်ဒါလေးကကျွန်တော်အမရောင်စုံလေးပေါ့နော်တော်တော်လေးကိုလာပါတယ်ရှင်ပြလို့ရှိရင် EPR ပလေးစီထားပါဒါလေးထည့်ခတ်လို့ရှိရင်တော့ဘယ်လိုပြောမလဲတက်ငယ်သွားတဲ့ပုံစံမှာတဲ့မလားကိုဝစ်စင်လိုက်တာနဲ့တော့မအောင်တက်လေးငယ်ပါပါရှင်ဒါလေးတော်တော်လေးပါပေါ့နော်အမရောင်စုံလေးရေးထက်လေးရတယ်ရှင်ပြလို့ရှိရင်ဒါလေးအကုန်လုံးဆို73ကလပ်ရှိပါတယ်ဒါလေးအကုန်လုံး73ကလပ်ရှိပါတယ်ရှင်ဒါလေးစီလေးကကျတော့6တိုင်းလေးပါပဲရှင်ဒီတဘူမှာ6တိုင်းလေးပါဒါလေးထည့်ခတ်လို့ရှိရင်တော်တော်လေးလာပဲပေါ့နော်အမကျေးဇူးပါပဲရှင်ကျန်လို့ရှိရင်တော့စီမလာခဲ့ပြီပေါ့နော်ကျေးဇူးပါပဲရှင်